အားလုံးပဲမင်္ဂလာပါရှင် KMDX Knowledge Sharing Program ကနေကြိုဆိုပါရစေဒီနေ့ Knowledge Sharing လုပ်ပေးမယ်အကြောင်းအရာကတော့ What is IGCSE IGCSE ဆိုတာဘာလဲ ICT versus Computer Science ဒီ ICT နဲ့ Computer Science ဘာသာရပ်နှစ်ခုရဲ့ကွာခြားချက်တွေကို Knowledge Sharing လုပ်ပေးသွားမှာဖြစ်ပါတယ် What is IGCSE IGCSE ဆိုတာဘာလဲIGCSE ရဲ့အရှိကောက်က International General Certificate of Secondary Education ပဲဖြစ်ပါတယ် IGCSE က UK နိုင်ငံအခြေစိုက်ဖြစ်လို့သူ့ရဲ့သင်ယူညွှန်တမ်းက British Curriculum British သင်ယူညွှန်တမ်းအတိုင်းသင်ယူရမှာဖြစ်ပါတယ် IGCSE ဖြည့်ဆို့သူတွေကိုအသက်အရွယ်ကန့်သက်ထားခြင်းမရှိပါဘူးဒါပေမဲ့ IGCSE က10တန်းစာနဲ့ညီတဲ့အတွက်ပေါ့နော်အင်္ဂလိပ်ကျောင်းသားတွေက Year 10 Year 11သမားတွေစာမွေးဝင်ဖြည့်လေးရှိပါတယ်မြန်မာကျောင်းသားဆိုရင်တော့ဒီစနစ်ဟောင်းနဲ့ဆိုရင်10တန်း Grade 10စနစ်တနဲ့ဆိုရင်10တန်း Grade 11သမားတွေဖြည့်ဆို့လို့ရပါတယ်ရှင်IGCSE မှာစာမေးပွဲ2မျိုးရှိပါတယ် Cambridge CIE နဲ့ Pearson Edexcel ဆိုပြီးတော့2မျိုးရှိပါတယ် Cambridge CIE ကတော့ဒီ Cambridge University ရဲ့လက်အောက်မှာရှိရပေါ့နော် Cambridge Assessment International Education ဆိုတဲ့အဖွဲ့အစည်းကနေပြီးတော့စစ်ဆေးပေးတဲ့စာမေးပွဲတစ်ခုဖြစ်ပါတယ် Pearson Edexcel ကတော့ Pearson ဆိုတဲ့ company ရဲ့လက်အောက်မှာရှိတဲ့အဖွဲ့အစည်းကနေပြီးတော့ပေါ့နော် IGCSE International A-level အစားရှိတဲ့စာမေးပွဲတွေကိုစစ်ဆေးပေးပါတယ်What is ICT ပေါ့နော် ICT ဆိုတာဘာလဲ ICT ရဲ့အရှိကောက်က Information and Communication Technology ပဲဖြစ်ပါတယ်သူကတော့နာမည်အတိုင်းပဲ Technology နည်းပညာကိုအသုံးပြုပြီးတော့ဒီ information သတင်းချက်လက်တွေကိုစီမံခန့်ခွဲနည်းပြီး communicate ဆက်သွယ်ရေးပြုလုပ်နည်းတွေပါဝင်ပါတယ်software ဆိုတာပါလဲ hardware ဆိုတာပါလဲသူတို့တွေမှာဘယ်လိုအစိတ်ပိုင်းတွေပါဝင်လဲဆိုတာကိုနားလည်အောင်သင်ယူရမှာဖြစ်ပါတယ် networking digital safety cyber security troubleshooting အစရှိတဲ့ခေါင်းစဉ်တွေကိုပေါ့နော် basic ကစပြီးတော့အခြေခံစပြီးတော့သင်ယူရမှာဖြစ်ပါတယ် practical ဘိုင်းလက်တွေ့အပိုင်းမှာဆိုရင်တော့ word processing အပိုင်းတွေကို Microsoft Word နဲ့သင်ယူရမှာဖြစ်ပါတယ် spreadsheet အခန်းတွေကိုဆိုရင် Microsoft Excel နဲ့စာရင်းအင်ပြုစုနည်းတွေသင်ကြားရမှာဖြစ်ပါတယ် database အပိုင်းတွေဆိုရင် Microsoft Access နဲ့ပေါ့နော် report တွေကိုကိုယ်တိုင်ဖန်တီးကြရမှာဖြစ်ပါတယ် PowerPoint presentation တွေကိုလည်းဖန်တီးရမှာဖြစ်ပါတယ် website တွေကိုဖန်တီးတဲ့အခါမှာလည်း HTML CSS တွေနဲ့အသုံးပြုပြီးတော့ဖန်တီးရမှာဖြစ်ပါတယ်ICT ကိုဘယ်လိုလူမျိုးတွေပေါ့နော်ယူသင့်တယ်လဲဒီနေ့စဉ်ဘဝမှာနောက်ပိုင်းbusiness လုပ်ငန်းခွင်ဝင်တဲ့အခါမှာပေါ့နော်ဤပညာကိုအကျိုးသက်ရောက်မှုရှိအသုံးပြုနေတဲ့သူတွေအတွက်ပေါ့နော် ICT ကိုယူသင့်ပါတယ်ပြီးရင်ကိုအကြောင်းနေအလုပ်တွေမှာဒီကွန်ပျူတာမှာရှိတဲ့ tools တွေအသုံးများတဲ့ software တွေကိုပေါ့နော်ကျွမ်းကျင်တဲ့အသုံးပြုနေတဲ့သူတွေအတွက် ICT ကိုရွေးချယ်သင့်ပါတယ်ဒီ ICT က level ပိုင်းနဲ့သက်ဆိုင်တဲ့အတွက်ပေါ့နော် IGCSE ကျောင်းသားတိုင်းက ICT ကိုရွေးချယ်စီခြင်းပါတယ် What is computer science computer science ဆိုတာဘာလဲကွန်ပျူတာတွေဘယ်လိုအလုပ်လုပ်တယ် algorithm တွေဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုပေါ့နော်လေ့လာရတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်ဒီ data representation computer system ရဲ့နောက်ွယ်မှာရှိတဲ့ binary စနစ် hexadecimal စနစ်တွေကိုပေါ့နော်လေ့လာရမှာဖြစ်ပါတယ် fundamentals of programming အခြေခံတွေကိုသင်ယူရမှာဖြစ်ပြီးတော့ pseudocode နဲ့ python ကိုအသုံးချပြီးတော့ code တွေရေးရမှာဖြစ်ပါတယ်ဒီ program အသစ်တွေပေါ့နော်ကိုယ်တိုင်ဖန်တီးယူရမှာဖြစ်ပါတယ်ဒီ computer science မှာဆိုရင်တော့ problem solving skills တွေပေါ့နော်ပြဿနာဖြေရှင်းတဲ့နည်းတွေကိုလည်းသင်ယူကြရမှာဖြစ်ပါတယ် computer science တွေကိုဘယ်လိုလူတွေကရွေးချယ်တင်လဲပေါ့နော် technology နည်းပညာကိုနားလည်ပြီးတော့ကိုယ်တိုင်နည်းပညာအသစ်တွေဖန်တီးခြင်းသူတွေ python နဲ့ pseudocode ကိုအသုံးပြုပြီးတော့ program တွေ software တွေကိုယ်တိုင်အသစ်ဖန်တီးခြင်းတဲ့သူတွေအတွက်ဆိုရင် computer science ကိုယူသင်ပါတယ်နောက်ပိုင်းမှာ software engineering data science cloud engineering cyber security အစရှိတဲ့ level တွေမှာ ICT နဲ့ computer science ဒီဘာသာရပ်နှစ်ခုလုံးอ่ะပေါ့နော် IT level ပိုင်းသွားမဲ့သူတွေအတွက်ကမဖြစ်မနေယူသင်ပါတယ်ဒီနေ့ knowledge sharing ပြုလုပ်ပေးသွားတဲ့အကြောင်းအရာတွေကတော့ What is IGCSE IGCSE ဆိုတာကဘာလဲ ICT ဆိုတာဘာလဲ ICT နဲ့ computer science ဒီနှစ်ခုမှာပေါ့နော်ကွာခြားချက်တွေဘယ်သူတွေဘာတွေရှိလဲဘယ်သူတွေကဒီဘာသာရပ်နှစ်ခုကိုယူသင်လဲအစရှိတာတွေကို knowledge sharing ပြုလုပ်ပေးသွားတာဖြစ်ပါတယ်ဒီ KMDX ကနေပြီးတော့ knowledge sharing video တွေကိုခေါင်းစဉ်အသစ်တွေနဲ့ပေါ့နော် video တွေအများကြီးစဉ်ဆက်မပြတ်သင်ပေးနေမှာဖြစ်လို့ KMDX e-learning platform ကိုလာရောက်ပြီးတော့တင်ယူပေးဖို့လဲကြိုးစားအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Thank you everyone